ရှစ်ချစ်သူဒီမမရဲ့ရှင်ဒီနေ့ရုံးက6သိန်းဝန်းကျင်စပြီးတော့ရနိုင်မယ်ကြောက်စတီလေးကိုပြပြသွားမှာပဲဖြစ်ပါတယ်ရှင့်ပထမဆုံးရုံးပြပေးချင်တာကတော့ဒီကြောက်စိမ့်လေးပေါ့နော်ဒီကြောက်စိမ့်လေးကအရန်လာပြီးတော့ရုံးတို့မျိုးဗိုလ်တဘူတာတနည်းဆောင်းရမယ့်ကြောက်စိမ့်လေးပါသူ့တမိုးလေးကတော့6သိန်းဝန်းကျင်ပဲဖြစ်ပါတယ်သူကအရန်လှပြီးတော့ချစ်ဖို့လည်းအရန်ကောင်းပါတယ်ရုံးဆက်ဆက်ပြပါမယ်ရှင့်ကဲဒါလေးကတော့ခုနရုံးပြောတယ်ကြောက်စိမ့်စတီလေးပဲဖြစ်ပါတယ်ကြောက်စိမ့်စတီလေးရဆိုရင်တော့ဒီကျိုးနဲ့ဖြစ်အရန်လာပါတယ်ရှင့်ရုံးနဲ့ပြပြချင်ပါတယ်ရှင့်ရှစ်သိန်းဝန်းကျင်လေးနဲ့ရနိုင်မယ်စတီလေးပဲဖြစ်ပါတယ်ဒါလေးရတော့ရှစ်သိန်းဝန်းကျင်နဲ့ရနိုင်မယ်စတီတလာလေးပဲဖြစ်ပါတယ်ရှင့်ဒါလေးကိုလည်းရုံးဆက်တက်ပြင်မယ်နော်ဒါလေးကတော့စနေသားသမီးတွေစောင်းရမယ်ကြောက်ကလေးပဲဖြစ်ပါတယ်ရှင့်ဒီခင်းစွဲလေးရပါတော့ဒီခင်းစွဲလေးကတော့အရန်လာပါတယ်ရှင့်သူ့ရဲ့တမိုးလေးကတော့ရှစ်သိန်းဝန်းကျင်ပဲဖြစ်ပါတယ်ရှင့်သူကဘယ်ကျိုးနဲ့ဆိုအရန်လာပါရဲ့ရှင်ဘေးနားမှာလေတက်ဖူလေးလဝမ်းပေးထားပါရဲ့ရှင်ခင်းစလေးကိုစောင့်မယ်ဆိုရင်တော့ရေရုံးလေးနဲ့လူချစ်လူပြေပေါင်းမှာပဲဖြစ်ပါရဲ့ရှင်ဒီစတီလေးကတော့ရှစ်သိန်းဝန်းကျင်ကြောက်နေစတီလေးပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့ဖုန်းတစ်ခုကြီးမှရယ်ကြောက်ကလေးပါဒါလေးကိုစောင့်ထားမယ်ဆိုရင်တော့ဖုန်းတစ်ခုကြီးမှပဲဖြစ်ပါရဲ့ရှင်ဒီကြောင့်လေးဆိုရင်လေဖုန်းတကူတီးမစီနဲ့ကြောင်းနေလေးပဲဖြစ်ပါရဲ့ရှင်အဖြူအောင်လေးနဲ့ကုတ်ပေးထားတာမဟုတ်လို့ plain ဖြစ်ပြီးတော့မလားမလည်းစနေအောင်နော်ဒါလေးကဖုန်းတကူနဲ့တီးမစီမှာဟုတ်လို့ဖုန်းတကူတီးမကျင်းနေဆိုရင်နော်စိတ်ရှုပ်မှာဒီကြောင့်နေလေးအများဆုံးလေးပဲလာဝဲတော့နော်ရှစ်သိမ့်မယ်နော်ဒီကြောင့်စိတ်ရှုပ်တီးလေးဆိုရင်နော်ရှစ်သိမ့်ဝကျင်မရှိရနော်ဒီကြောက်စိတ်ချတီးလေးရဆိုရင်တော့ရုံလုံးလိုမျိုးဗိုလ်တော်ဘူတာတမီလေးတွေစောင်းလို့ပဲဖြစ်ပါရဲ့ရှင်ပြီးတော့နောက်တစ်ခုကကြတော့ဒီကြောက်စိတ်ချတီးလေးရအေဂျင့်တာယာပြီးမှဟုတ်လို့ရုံလုံးလိုမျိုးဗိုလ်တော်ဘူတာတမီလေးတွေမဟုတ်ဘဲနဲ့တခြားလူတွေလည်းဝတ်ဆင်လို့ရတယ်နော်ဒီကြောက်ကလေးရဆိုရင်တော့လည်းထားပါရဲ့ရှင်ပြီးတော့နောက်တစ်ခုကကြတော့ဒီကြောက်ကလေးရလည်းလက်ကလေးဖြစ်ပြီးတော့ရှင်းလေးကတ်ထားပေးရမို့လို့အရင်လာပါရဲ့ရှင့်ဒါလေးကတော့ကြောက်စိမ့်လေးပဲဖြစ်ပါရဲ့ဒီကြောက်စိမ့်လေးကလည်းအေဂျင့်တာယာစီနေပေါ့နော်ပြီးရင်ဒီကြောက်လေးကတကယ်တွင်းထွက်အဆက်လို့ပဲအရင်လာတာနော်ဒီဆွဲတီလေးကတော့စေတင်းဝန်းကျင်နဲ့ရနိုင်မယ်ဆွဲတီလေးပဲဖြစ်ပါရဲ့အရင်လာရနော်စိတ်ချက်ကြီးလေးဆိုရင်တော့အရင်လာပြီးတော့အရင်နဲ့ချိန်ဝါနေရပဲပေါ့နော်ဒီချက်စိမ့်ဆွဲတီးလေးဆိုရင်တော့အရင်စပါတယ်သူ့အစင်းလုံးလေးကလည်း7သိန်းဝန်းကျင်ပဲဖြစ်ပါရဲ့ရှင့်ဒါလေးကတော့နောက်ဆုံးကြောက်ဆွဲတီးလေးပဲဖြစ်ပါတယ်ဒီကြောက်ဆွဲတီးလေးကဆိုရင်တော့အရင်လှပါရဲ့ရှင့်ဒီစလင်းဝါလေးကဆိုရင်တော့ကျမ်းမာခြင်းကိုဖြစ်စီမဲ့စလင်းဝါလေးပဲဖြစ်ပါတယ်သူ့အစင်းလုံးလေးကဆိုရင်တော့7သိန်းဝန်းကျင်ပဲဖြစ်ပါရဲ့ရှင့်အခုရုံးကြပေးသွားတယ်ကြောက်စတီးလေးကိုဝဲယူခြင်းနဲ့ဆိုရင်နော်ဆင်ရွှေဘူးရဲ့ဆိုင်လိပ်စာလေးကိုပြောပေးပါမယ်နော်ဆင်ရွှေဘူးရဲ့ဆိုင်လိပ်စာလေးကတော့ AR တိုင်းဒေတာကြီးလက်ပွတ်တာခေရလက်ပွတ်တာမြို့နယ်အမှတ်68မြေဆောင်ကပေါင်တယ်လမ်းမှာရှိတယ်ဆင်ရွှေဘူးစိတ်ရွှေရတနာဆိုင်မှာအားရောက်အပေးလို့ရပါပြီရှင်ဒီရုံးချင်းမြင်းများဝယ်ပေးပါဖုန်းဆက်ပြီးမှယူခြင်းနဲ့ဆိုရင်တော့ Viber ဖုန်းနံပါတ်လေးကတော့990 88 6ပဲပြရှင့်အကောင့်ထက်သူများစုံစည်းရစိတ်ရွှေဘူးမှရှို့